မေတ္တာနိသာကရောလောကေသမ္မာဘာတုဒုက္ခံကရောမေတ္တာကိတရရဏိဒုက္ခံတုဘုဒ္ဓိတပတာလောကေတတဝလေးလေးခုံမီပေါ်လလောဘတတခုလုံး၌မေတ္တာနိသာကရောမေတ္တာဤလူပွေပြုပါဝင်ဝေလာမင်းကြီးသည်သမ္မာတတဝတတွေအေးမြစေဟုအတရိရှုံးကကောင်းမွန်စွာဒုက္ခံကရောသူလည်းဝမ်းသာငါလည်းရှင်ပြုံးနှလုံးစိမ်ဝမ်းလန်းလာရဟုချမ်းသာဟုပြုလျက်ဘာလူရလည်းကိဝေပိလည်းမကအေယဟုရှုံးမြအတရေထုံးမပါစေတည်းမေတ္တာတိတရရဏိမေတ္တာပွေလည်းရဲ့ဧတတောင်းသည်ရောင်ဝါတို့သည်မေတ္တာတိတရရဏိမေတ္တာပွေလည်းရဲ့ဧတတောင်းသည်ရောင်ဝါတို့ဖြင့်ဘုဒ္ဓိတာဖုံဖုံလွမ်းဖုံမမလည်းတွေ့ကြအကုန်သောဗဇာကဘာခေဝေအလေးကြီးလိုက်ဒီနေများစွာတတ္တဝါတို့သည်ဒုက္ခံတို့ကိုယ်စိတ်ဧကဘေးရန်ကွာ၍ဝမ်းသာတကွာချမ်းသာကြပါစေကုန်သ